အားလုံးပဲမင်္ဂလာပါခင်ဗျာ3ရက်အတွင်းကိုငွေဝင်စေမဲ့ပတ်တီးလေးတစ်လုံးကျွန်တော်ပြီးခြင်းလို့ပါခင်ဗျကျွန်တော်ဝါသနာရှင်များခင်ဗျ3ရက်အတွင်းဆိုတော့16ရက်မှ18ရက်အတွင်းပေါ့ဗျာငွေဝင်ပါလိမ့်မယ်နော်ကျွန်တော်ရဲ့ဝါသနာရှင်များအဲ့ဒီပတ်တီးလေးကတော့ဘာလဲဆိုတော့6ပတ်တီးဖြစ်ပါတယ်6ပတ်တီးပါ3ရက်အတွင်းမှာဝင်ပါလိမ့်မယ်နော်အဲ့ဒီမှာကျွန်တော်ရဲ့ဝါသနာရှင်တွေကိုပတ်တီးမှာတင်ခွက်ကတော့60ခွန်63 60ခွန်63 60 65အားပါမယ်ခင်ဗျနော်ကျွန်တော်ဝါသနာရှင်များနော်3ရက်အတွင်းမှာငွေဝင်ပါလိမ့်မယ်အဲ့ဒီငွေဝင်စီဖို့အတွက်ကျွန်တော်ရဲ့ဝါသနာရှင်များအတွက်ပတ်တီးလေးကတော့6ပတ်တီးဖြစ်ပါတယ်16ရက်ကနေ18ရက်အတွင်းမှာတေချာပေါက်ငွေဝင်ပါလိမ့်မယ်6ပတ်တီးဖြစ်ပါတယ်အဲ့ဒီပတ်တီးလေးမှာတင်ခွက်အပြည့်60ခွန်63 60 65ဖြစ်ပါတယ်နော်ကျွန်တော်ဝါသနာရှင်များ3ရက်အတွင်းမှာငွေဝင်ကြပါစီလို့ဆုမကောင်းတောင်းပါတယ်ကျွန်တော်ဘာကြော်စီမှာနေ့တိုင်းဩဝယ်ယူလို့ရပါတယ်39 6 136 136ဘိုင်ပါကိုလာခဲ့ပါနော်ဘိုင်ပါသို့မဟုတ် Telegram ကိုလာခဲ့ပါနော်ဒီကိုလာခဲ့ပါနော်ကျွန်တော်ဝါသနာရှင်များအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းထားတာလေးတွေရှိပါတယ်နော်16ရက်ကနေ18ရက်အတွင်း3ရက်အတွင်းမှာကျွန်တော်မိတ်ဆွေတွေငွေဝင်ခြင်းနဲ့ငွေလိုခြင်းနဲ့ဆိုရင်တော့6ပတ်တီးကိုရဲရဲပတ်ပါကျွန်တော်ဝါသနာရှင်များကိုကျွန်တော်ဒါလေးကိုတိုက်တွန်းခြင်းပါတယ်6ပတ်တီးကိုရဲရဲပတ်ပါ3ရက်အတွင်းမှာငွေတွေတလောဝင်လာပါလိမ့်မယ်6ပတ်တီးကိုရဲရဲပတ်ပါ60ခွန်63 60 65အားကိုတင်ထိုးပါနော်ဒါကျွန်တော်ဝါသနာရှင်များအတွက်ပတ်တီးနဲ့တင်ခွက်ကလေးကိုကျွန်တော်ဘာကြော်ကပြောခြင်းဖြစ်ပါတယ်ကျွန်တော်ဘာကြော်စီမှာနေ့တိုင်းဩကွက်ကိုလိုချင်နေဆိုရင်တော့3996 136 6ဘိုက်ပါမှာလာယူလို့ရပါတယ်ကျွန်တော်ကတော့ပေါက်ပေးပါတယ်ခင်ဗျကျွန်တော်ဝါသနာရှင်များကိုစိတ်နှဖျားကျမ်းမှာချမ်းသာကြပါစေလို့ဆုမကောင်းတောင်းပါတယ်ကျွန်တော်ဝါသနာရှင်တွေကျွန်တော်ပြီးတော့ပတ်တီးလေးရနေငွေတွေဝင်လို့အဆအရာအစဉ်ပြေပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်လျက်ပါကျွန်တော်ဗတ်ကြော်ပါခင်ဗျာဘိုင်ဘိုင်